စေကူတာတဲ့နေရာမှာနောက်ဆက်ဖြစ်တော့ရန်ဝင်နဲ့မသိတော့လူပေါင်းလို့ဆင်းလာရန်ဘွဲ့နာမည်ဘယ်လိုခေါ်လဲစံတော်ဘာသာဖိုးလာမင်းတောင်စလင်းပါဗျာဓမ္မဂတိကမမဗျာ73နှစ်နိုင်ငံလှည့်ပြီးတော့တရားဟောခဲ့ပါတယ်ဗျာမာစရိယကျမ်းဟောပြီးသွားပြီမမဗျာ2000ပြည့်နှစ်ကမစိုးရိမ်မှပြီးပါတယ်ဗျာ3ကျမ်းလုံးပြီးပါတယ်3ကျမ်းလုံးပြီးပါတယ်သာသနာ့ဓမ္မစရိယဘွဲ့ရမိမိကိုယ်တိုင်လည်းရိတ်တာတွေစာသင်တိုက်တွေဖွင့်ခဲ့သေးလားဖွင့်ခဲ့ပါတယ်ဗျာရန်ကင်းတောင်ဘက်မှာဒုက္ခရိပ်ငြိမ်ရိတ်တာနဲ့ဒုက္ခရိပ်ငြိမ်တော်ရစာသင်တိုက်နှစ်တိုက်တည်ထောင်ထားခဲ့ပါတယ်ဗျာဟုတ်ပြီအဲ့တော့စာပေလက်တတ်တယ်ဓမ္မစရိယကျမ်းနဲ့ဘုရားနဲ့ကျမ်းနဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလည်းနန်းနန်းသက်သက်လေ့လာထားပြီးတော့အသိဉာဏ်ဘုဒ္ဓတာတွေလည်းအများကြီးရထားတယ်အဲ့တော့ဒီမှာဦးစင်းနဲ့ပထမဆေစခန်းဒုတိယဆေစခန်းအဲ့ဒီစခန်းကျင့်စဉ်သဘောတရားနဲ့ကျင့်စဉ်ရှင်တန်သဘောတရားတွေပေါ်မှာစာပေပရိယတ်တိနဲ့ဝေဖန်ပြီးပါမမဗျာတပည့်တော်ဆရာတော်ဘုရားရေသာပြုစုထားတဲ့သောတပတ္တိမရှုဝဲကျမ်းကိုလည်းတည်တည်ချာချာဖတ်ပါတယ်ဗျာအထူးသဖြင့်10ရက်အောင်လန်စခန်းမှာမဟာပလင်2နာရီကျင့်စဉ်ကိုယ်တိုင်ကြိုးစားပြီးကျင့်ခဲ့တုန်းကတည်းကတရားရဲ့အကျိုးကျေးဇူးကိုထိုက်တင်သလောက်ခံစားရပါတယ်ဗျာတရားစခန်းကပြန်သွားကြတဲ့မဟာပလင်2နာရီချိတ်ပြီးတဲ့အချိန်ကစပြီးတော့ဒီဘဘက်ရင်ပါထဲမှာအေးနေတဲ့အေးဓာတ်ခံစားရပါတယ်ဗျာတခါတည်းကိစ္စများပြီးတရားမထိုင်ပြလို့အဲ့ဒီအေးဓာတ်ကလေးပျောက်နေတယ်ဆိုရင်တော့တနာရီလောက်ထိုင်လိုက်ရင်ပြန်ပြီးထင်ရှားလာပါတယ်ဗျာအေးတလေးပေါ့မမဗျာတခါတလေစိတ်နှောက်ယှက်ဖြစ်စရာဒေါသဖြစ်စရာကြုံလို့ဖြစ်လာရင်တော့အဲ့ဒီအေးတဲ့နေရာလေးကဖြည်းဖြည်းပူလာထင်ရှားလာပါတယ်ဗျာအဲ့အတွက်ကြောင့်ဒေါသအလျောက်ကြွမ်းကြမ်းတမ်းတမ်းပြောပြီးဆိုပြီးတာနဲတော့ပါတယ်ဗျာအဲ့ဒီပူလောင်မှုလည်းအကြာကြီးလက်မခံပဲပယ်လို့ရသွားပါတယ်ဗျာဒါ2နာရီမဟာပလင်ကျင့်ပြီးတော့ပါဗျာအခုဒီမှာတော့မနေ့က9နာရီမှာကာယကဒုက္ခဝေဒနာအကြောင်းခံတဲ့ဒိဋ္ဌိတဏှာဒေါသဇောအကျမ်းတွေကိုကြိုးစားပြီးတော့ကလောထုတ်ပါတယ်ဗျာမဟာပလင်ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့လည်းပဲဆရာတော်ဘုရားပြုစုထားတဲ့သောတပတ္တိမေရှုဘကျမ်းစာမျက်နှာ194နဲ့195မှာဘုရားပါဠိတော်ဥပရိပန္နတာပါဠိတော်ဒေဝဒဟဝက်ဒေဝဒဟသုတ်ကိုထုံးလုပ်ပြီးတော့တာရကဆောင်ထားတာလည်းဖတ်ရှုရပါတယ်ဗျာဒေဝဒဟသုတ်မှာယန္တပါဆင်ញင်စဉ်းစားတာချမ်းသာတယ်လို့နေသောငါအားအကုသိုလ်တရားတို့သည်တိုးပွားကုန်၏ကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏အတ္တဘောကိုဆင်းရဲစေခြင်းကအာထုတ်သောငါအားအကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏ကုသိုလ်တရားတို့သည်တိုးပွားကုန်၏ငါသည်အတ္တဘောကိုဆင်းရဲစေခြင်းမှာအာထုတ်ရမှုကောင်းလေစွာလို့ယန္တပါဆင်ခြင်စဉ်းစားပြီးတော့အတ္တဘောကိုပင်မဆင်းရဲစေခြင်းဟာအာထုတ်၏အတ္တဘောဆိုတာလူတွေမသိဘူးရှင်းပြခန္ဓာကိုယ်အတ္တဘောကရစကာယရူပကာယပြောပါတယ်ဗျာရုပ်အဆိုင်ခဲကြီးကရစကာယခန္ဓာကိုယ်အတ္တဘောကိုဆင်းရဲစေခြင်းကအာထုတ်တော်ထိုယဟန်အားအကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏ကုသိုလ်တရားတို့သည်တိုးပွားကုန်၏နောင်သောအခါထိုယဟန်သည်အတ္တဘောကိုပင်မဆင်းရဲစေခြင်းဟာအာမထုတ်တော်ချေအဘဲကြောင့်နည်းဟုမူအကုသိုလ်တရားတို့ဆုတ်ယုတ်ခြင်းကကုသိုလ်တရားတို့တိုးပွားစေခြင်းဟာအတ္တဘောကိုဆင်းရဲအောင်ပြုခြင်းဖြစ်၏ထိုအကျိုးကျေးဇူးသည်ပြီးမြောက်ပြီဖြစ်သောကြောင့်အာမထုတ်တော်ချေ
မဟာပလင်ကျင့်စဉ်ဘုရားတပည့်တော်ကိုယ်တိုင်လည်းကျင့်ပြီးသလောက်ဒီဒေသနာတော်နဲ့လည်းရှင်ပြီးတော့စဉ်းစားမိသလောက်လျှောက်ထားရရင်ကာယကဒုက္ခဝေဒနာကတော့အလွန်ပြင်းထန်ပါတယ်ဗျာခန္ဓာကိုယ်ပင်မဆင်းရဲစေခြင်းဖြင့်ထိုကာယကဒုက္ခကိုအကြောင်းခံပြီးဘုရားတပည့်တော်တို့စိတ်အစဉ်မှာအစမထင်တန်ត្រာကနေငုတ်ရှိုးပြီးတော့စွဲနစ်လာတဲ့ငါပေါင်ငါတူငါခါငါကိုဆိုတဲ့ဒိဋ္ဌိချမ်းငါမခံနိုင်ဘူးဆိုတဲ့တီးမခံနိုင်ဘူးဆိုတဲ့ဒေါသဇောအကျမ်းဒါလေးပါဖောက်ပြန်လာတဲ့အခါတက်တာရာကိုရှာလို့တဲ့လှုပ်မဲ့ပြင်းမဲ့ဆိုတဲ့တဏှာဇောအကျမ်းထိုအကုသိုလ်ဇောချမ်းများချုပ်ငင်းခြင်းအတွက်ကျင့်ခြင်းဖြစ်တဲ့အတွက်ဒီဝါဒဟတုတ်ဒေသနာတော်နဲ့လျော်ညီပါတယ်ဗျာအကုသိုလ်တရားတို့ဆုပ်ယုပ်ယုံတာမဟုတ်ပဲစောင့်ရှုနေတဲ့ဝိပဿနာမဲ့အစဉ်မှာလဲရှုဉဏ်မှာလဲဝိရိယတတိတမာတိကုသိုလ်တရားတို့တိုးပွားလာပါတယ်ဗျာထို့ကြောင့်မဟာပလင်ကျင့်စဉ်မှာအကုသိုလ်တရားတို့ဆုပ်ယုပ်စေဖို့ဝိပဿနာမဲ့ကုသိုလ်တရားတို့တိုးပွားစေဖို့ကာယကဒုက္ခကိုအရင်နည်းပြုအကြောင်းခံရင်ဖြစ်တဲ့အတွက်ဘုရားတပည့်တော်လေ့လာပြီးသလောက်ဖတ်ရှုပြီးသလောက်ဒီဒေဝရဟတုတ်ဘုရားဟောဒေသနာတော်နဲ့လျော်ညီကြောင်းတွေ့ရှိရကြမှာဗျာအင်တာနက်မှာတော့အမျိုးမျိုးပဲဖတ်နေရပါတယ်ဗျာကြာကြာထိုင်မှတရားလားပြင်းပြင်းထန်ထန်ကျင့်မှတရားလားမလုံမပြင်းပဲကျင့်မှတရားလားလို့ရေးတာတွေလည်းဖတ်ရှုရအောင်ပါဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘုရားတပည့်တော်ယောဂီများလည်းပဲတရားတရားမမှားရအောင်စဉ်းစားမိဖို့ဘုဒ္ဓတွေးမိတဲ့လောက်ရှောက်ပြစီဗျာဘုရားတပည့်တော်တို့မြန်မာပြည်မှာအလုံးရေးတာတွေဖွင့်ပြီးတော့တရားစခန်းတွေကျင်းပပြီးတရားပြပေးနေကြတာတကယ်တော့မြတ်စွာဘုရားရဲ့လမ်းကိုလိုက်ပြီးဘုရားလမ်းညွှန်ချက်များကိုမျှဝေနေခြင်းဖြစ်ပါတယ်ဗျာကြာကြာထိုင်မှတရားလားဆိုရင်ဘုရားကျင့်တာကိုဘုရားတပည့်တော်တွေးမိပါတယ်ဗျာအားလုံးလည်းပဲဗုဒ္ဓဘာသာဝင်တွေကြားဘူးပြီးသားပါဗျာမြတ်စွာဘုရားလေးသိမ့်ခြင်းတဲ့ကဘာတသိမ့်ပါရမီတွေပြည့်အောင်ဖြည့်ပြီးလို့ဘုရားဖြစ်တော့မယ်အခြေဘုရားဖြစ်အောင်ကျင့်တော့မယ်အချိန်နေမွေမီမာနတာကိုအောင်မြင်ပြီးတော့ဘောရိပင်အောက်မှာဘုရားမဖြစ်တဲ့မြဒီတင်ပလင်ကိုကငါမထတော့ဘူးဆိုပြီးတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့တရားကျင့်ပါတယ်ဗျာဘောရိပင်အောက်မှာဘုရားဖြစ်ဖို့တရားကျင့်နေတဲ့ဘုရားလောင်းတော်ကိုဗုဒ္ဓဘာသာဝင်ယောဂီများနှလုံးသွင်းဆင်ခြင်ကြည့်ရင်အခုနကရေးတဲ့ပြောတဲ့ဟာတွေအလိုလိုရှင်းသွားမှာပါဗျာနေဝင်တရားချိန်ရနေပြီတရားထိုင်လိုက်တာအာနာပါနတမာတိနမိတ်ထူထောင်ပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်စရုဒ္ဓဇန်ထိရောက်စရုဒ္ဓဇန်ရောက်တဲ့အခါမှာတောဧဝံတမာဟိတေစိတ်တွေပရိသုတ်တွေပရိယောဓာတေအနေကနေဝိကတုပကိလေတေမုဒ္ဒုဘူတေကမ္မဏိယထိတေအာနိဇပတ္တေပုဗ္ဗေနိဝါဒနုတ္တိညာနာယစိတ်တံအပိနေနာမေသိဘုရားကိုယ်တော်တိုင်ညီဥယံမှာပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ကိုရရှိတဲ့အကြောင်းဟောခဲ့ပါတယ်ဘုရားတင်ပလင်ကိုမဖြုတ်သေးပါဘူးဗျဘုရားမဖြစ်သေးလို့ပါဗျဆက်ပြီးတော့ကျင့်လိုက်တာတကောင်ရမှာသုတုပပါဒညာနာယစိတ်တံအပိနေနာမေသိဘုရားကိုယ်တိုင်ပိန်ကြတာဒိဗ္ဗစက္ခုဉာဏ်ကိုတကောင်ရရောက်မှရရှိတယ်လို့လေ့လာရပါတယ်ဘုရားတင်ပလင်ကိုမဖြုတ်သေးပါဘူးဘုရား